ကဲအဲ့ဒါတဲ့ unpack လုပ်မယ်ဒီကောင်ကကျတော့အမဲလိုက်တဲ့တနက်ဖြစ်တယ်ဟိုSavage Axis 2 Pro အတဲ့ပြီးခဲ့တဲ့နှစ်ကလာမသိဘူး2024လာမသိဘူးထွက်တာ270 caliber နော်.270တော်တော်များများ305လို့305တုံးနဲ့တူရှိတယ်270တုံးနဲ့တူရှိတယ်အမဲလိုက်ဖို့ဆိုတော့နော်ဒီကောင်တွေကကြောက်တမင်တွေပါရင်ပြစ်လို့ရတယ်တူကြည့်စားရပါ Gonna take thisတူကြည့်စား308ထင်နေကြီးရယ်ဒီလိုမျိုးဒီကောင်ကဒေါ်လာ900ကျော်ဒါပေမဲ့ discount ရထားတော့ဒေါ်လာ400ကျော်နဲ့ရတယ်โอเคဒီလေးလေးနည်းနည်းတိုက်အဆင်ပြေတယ်လို့လုပ်ကြတာပေါ့နော်အတစ်ဝယ်ထားဆိုတော့သူ့ရဲ့ man blue ကမတည့်သေးဘူးလေအဲ့ဒါချိန်ရမယ်ဒီလေးဒီမှာကျတော့သူ့ရဲ့ X and Y ချိန်နေတာပေါ့နော်ဒီဟာခွာအခုသူ့ရဲ့ cap ခွာရမယ်ဒီဟာကျတော့သူ့ရဲ့ zoom ရှိတယ်ပြီးတော့ဒီကနေ adjust လုပ်ရတာတကယ်လို့အပေါ်နဲ့မြင့်တယ်ဆိုအောက်ချဘေးနဲ့ဆောင်းနေစမ်းအဲ့လိုမျိုးရွှေ့နေတာဒီမှာအဲ့ဒါကိုဒီမှာသူ့ရဲ့ goa လေးနဲ့လဲရတာ yep စမ်းကြည့်မနေတော့နည်းနည်းတော့308ဆက်တော့နည်းနည်းပိုပြင်းတယ်ကြည့်ရအတန်လည်းပိုဟိုဖြစ်တယ်ထင်တယ်နည်းနည်းစောင်းနေသေးတယ်လို့ပဲနည်းနည်းဘေးလို့သေးတယ်ဘေးနားလေးနည်းနည်းကဲတလုံးလောက်ပြန်ပြစ်မယ်နော်သေချာအောင်လို့သေချာမမြင်အောင်တွားကြည့်ရမယ်ပြရတာတော့ကြိုက်တယ်270ဆိုမဲ့တအားမဟိုrecord တိတ်မမြောင်းဘယ်နာထိရတယ်မသိဘူးနော် What I didn't hit any ဒီဟာရင်တော့မသိဘူးအောက်ချရမယ်ထင်တယ်ဘာမှမထီဘူးဒီနာထိတယ်ထင်တာဒီနာမထီဘူး Okayအပေါ်တအားမြင့်တာလားမသိဘူးနော်သူ့ရဲ့ scope သူ့ရဲ့ပြောင်းကတအားဟွာဖြစ်နေတယ်ထင်တယ်အောက်ချရမယ်အပေါ်ထိတယ်ထင်တယ်ကြည့်ရတာဟိုအပေါ်ကတန်ရုံထိတယ်ထင်တယ်အောက်ချမယ်ပြီးရင်ပြန်စမ်းကြည့်တာပေါ့နော် Okay ကဲတအားမြင့်တော့ဒီမှာလေဒီဟာကိုလဲရမယ်up down ဆိုဒီ one click ဘယ်လောက်ထိလို့လဲဆိုတော့ one click 0 100 euro okay
ကဲအောက်ချလိုက်ပြီ10 click လုပ်ကြည့်တယ်10 click စမ်းကြည့်မယ်ပြီးရင်ဒါမြင့်သေးတယ်ဆိုတော့အောက်ပြန်ချမယ်နော် okay let's try againဘယ်တော့ထိလဲမသိဘူးနော် very အခုဘာလုပ်လဲဆိုတော့ကြည်စံပဲရောက်လဲမတွေ့ရအောင်လေဆိုတော့ဒီပြောင်းနေပေါ့နော်ဒီမန်ဘလို့ကဘယ်နာရောက်နေလဲမသိရအောင်ဆိုတော့ဒီဟာနဲ့ဒီကပေါက်နေရတယ်ဆိုတော့ချိန်ကြည့်ရအဲ့လိုမျိုးချိန်ကျင်ပေါ်အဆင်ပြေမလားလို့ချိန်ကြည့်ရအမှန်ဆိုတော့ဤဝါဖြစ်ရမှာမဟုတ်ဘာလို့ဒါကွာနေလဲမသိဘူးနော် let's try again ဘယ်နာကိုထိလဲမတွေ့ရအဲ့ဒါခက်တယ်နည်းနည်းခက်တယ်အော်ဟာပြစ်ချင်မနော် okay let's try the top oneဘယ်နာမှမထီဘူးအဲ့ခက်တယ် let's go and see what happened okay ထင်တာတော့ဘာဖြစ်လဲဆိုတော့ပထမအချင်းထိတာဒီနာလားမသိဘူးเนาะဒီနာနဲ့ဒီနာထိသွားတယ်ထင်တယ်ဒီနေရာတစ်ခါမှမထိသေးဘူးပြီးတော့ပြန်ချိန်တာအောက်ကိုဒီရောက်သွားတာမသိဘူးဒါဆိုတော့ဒီဟာ75 year နည်းနည်းလေးအနီးကပ်လိုက်မယ်50 year လောက်နေစမ်းကြည့်မယ်လေနော် let's try that okay 50 year let's try 50 year okay okay 50 year ရွှေ့လိုက်ရအချိန်လေးဘယ်လိုလဲကြည့်ကြအောင် Where did the bullets go? That's where I cannot find. Okay, ตะลงเปลี่ยนสันจริงไหม Should be close by. Okay ကြီးတလုံးတော့တွေ့ပြီဘယ်နာရောက်လဲဆိုတော့တွေ့ပြီတားနှိမ့်နေတာထင်တယ်အခုကြီးကအောက်မှာရောက်နေအောက်မှာရောက်ပြီးတော့ဘေးဟိုဘက် right ကတ်နေရဆိုတော့နည်းနည်းပြောင်းကိုအပေါ်တင်မဲ့ပြင်ညာဘက်ကိုဟာဘယ်ဘက်ကိုနည်းနည်းရွှေ့မယ် Okay let's do that Woo. Almost perfect. Let's go. Whole Navy.
Okay. Nice. I like it. I like it. အလဲရောက်ပြီဒါပေမဲ့နည်းနည်းစောင်းနေတယ်နည်းနည်းလေးလိုသေးတယ် Okay နည်းနည်းလေးလိုနေသေးတယ်308ပြရတာပို့ပြီးတော့ဟိုဟာဖြစ်ရချင်တယ်hit နည်းနည်း recoil တော့မဟုတ်ပါဘူးလို့ဒီဟာပါဝါတအားပြင်းတယ်ကျွန်တော်တို့ပိန်တဲ့ကောင်တွေတော်တော်နည်းနည်းခက်တယ်ပေါ့နည်းနည်းဗလာလောက်ရမယ်ဒါပိန်လို့မရတော့ထင်တယ်လွဲတယ်အရန်လွဲပြစ်တာမှန်လို့တာကျွန်တော်အကြောင်းဖြစ်တယ် It's my bad Okay ဒါအဆင်ပြေတော့တအားအဆင်ပြေသွားပြီပြင်ကိုသွားမယ်ကန်တော့ကြီးဟိုဆရာ state show ရှိတယ်စနေနေ့မလူညာကြီးပဲအရှိကြီးအနောက်လက်ကြီးမြက်ဝန်းစုံကငါ့ကိုကြီးတယ်တွားကြည့်မယ်မောင်သွားပြီကျွန်တော်ထင်တော့တအားကောင်းသွားပြီOh, not bad. Good grouping. Yeah, နောက်ဆုံးပြစ်ချက်တွေဒီမှာဒါနောက်ဆုံးပြစ်ချက်နှလုံးပထမဆုံးတွေ့တဲ့အလုံးကဒီဟာလေဒီကနေဒီဟာတွေ့လိုက်တော့ဒီကနေအပေါ်တင်လာတယ်ဒီလိုမျိုးပြန်အပေါ်တင်ပြင်သူတို့ပြန်ရွှေ့ဒီနှစ်ခုကကျတော့ခလောက်နေတဲ့ခါကျနည်းနည်းကြောင်တာပါအဲ့ဒါကြောင်မလို့အောက်ရောက်သွားတာOkay, new target သုံးမယ်ပြင်အချိန်လေးပြန်ကြည့်မယ် Okay new target ထားလိုက်ပြီအခုအချိန်လေးကြည့်မယ်ဘယ်လောက်လိုသေးလဲအလုံး20ထဲမှာ3လုံးပဲကျန်တယ်ဟောမလေးဟဲ့19လုံးပြည့်ပြီးတော့အခုမှလည်းရောက်လာဒီလိုပါပဲပထမဆုံးချိန်ဒီဟာတက်ဆိုတော့ပထမဆုံး0လောက်ရတယ်ကိုနဲ့ကိုမျက်လုံးနဲ့တက်ဖို့လည်းဒီကပြီးတော့ကိုကြိုက်တဲ့ပုံစံပါတော့ကိုအဲ့နေရာချိန်နေဆိုရင်ဘယ်နေရာထိတက်လဲဆိုတာကို T4D ကဆိုတော့အခုဒီ3လုံးနဲ့ပြင်မယ်ပြင် perfect ဖြစ်အောင်ပြင်ပြီးတော့50 yard နဲ့ 75 yard ရွှေ့မယ်အဆင်ပြေတော့တယ်ဒီကောင်က270 Winchester သူ့ရဲ့G-san လေဘယ်လောက်ဗါလဲ300 yard ထိလောက်တော့တက်သွားတယ်ဒါပေမဲ့300 yard ပြင်နေချင်းစီအောက်ကျတာဒါပေမဲ့100 yard လောက်တော့သူ AC အောက်မကြောက်ဆိုတော့အဆင်ပြေတော့တယ်ဒါပေမဲ့ချင်းကြီးကြတာဘောနော် Okay let's goတားအေးနေတယ်တားအေးနေလေလဲတားတိုက်နေပြည့်တဲ့ပုံကောင်းတစ်ခါပြန်ပြမယ်နော် perfect okay Don't call no chini gone, so I think it's time to move to 50 year. Young as you want. That problem to 25 year. 25 year to le. That we do no.
It's okay. You can go there. Alright. Let's go. နောက်ဆုံး3လုံးပြစ်ထားပထမလုံးကဒီမှာဒုတိယနှလုံးကဒီမှာပထမလုံးကကြောက်နေတယ်လက်ခလောက်နေတာကြောင်သွား Okay ဟိုနေရာမှာပြန်ရွှေ့မယ်နော်ကဲနောက်ထပ်ကြည့်တဘူးအလုံး20ပြန်သုံးမယ်ဒီချီကရုပ်ဆိုးတယ်ဘာမှမသိဘူးအကြီးကြီးပဲကောင်းအပေါ်သားတက်တယ်အခုကဟိုဖက်သားကတ်တယ်ဟိုဖက်သားကတ်ပြီးတော့အလဲတော့ကြာရမလားအောက်နည်းနည်းချပြီးတော့အောက်နည်းချမှပြင်ဒီဖက်နည်းနည်းကတ်မယ် Okay let's do that maybe the same click 3 probably Two, 1, 2, 3, B. Left go. 1, 2, 3. Okay, 三七加。မလုံးမဲ့ထဲတော့မယ်။ကြီးကဒါပဲရှိတယ်။ဈေးကြီးရလေဒီကြီးရဈေးကြီးရအော်ကောင်းလာပြီအောင်နေချရအောင်မယ်ဒီနဲ့ကြည့်ရโอเคဒီဖက်တော့ရောက်လာပြီအောက်ချရမယ်ဒါပဲအောက်ထပ်ချရမယ်ကျွန်တော်ပြစ်တာနည်းနည်းမကောင်းOkay that's not bad Okay လက်ကတနကတက်ဆိုတော့လက်နဲ့တိတ်ဘာမှဖြစ်သေးဘူးကဲ grouping မဆိုးပါဘူးဒီလိုရှိတယ်ဒီဟာကျတော့တော်တော်ဆိုးရဒီဟာဘာမှမသိဘူးဟိုင်း Okay အတက်ပြန်ထား I think this is the last oneနောက်ဆုံးကြည်စံအဲ့လေနောက်ဆုံးရင်ကမ်းပါGet the game in you sign it မင်းကောင်မလေးကိုခေါ်လာခင်ဗျားတို့ကဆွဲမှာပဲအိုးကျွန်တော် target ကျသွားတယ်ဟာယာOkay target အတစ်ပြန်တင်လိုက်ပြီပြန်စကြတော့
Okay perfect ကြည်လဲကုန်သွားပြီလက်လဲတဲ့သွားပြီ pistol ပြစ်မလားပြန်မလားစဉ်းစားကြပါနော်ပြီးတော့အေးလာပြီဘယ်လိုရှိလဲ9:43ပဲရှိတယ်မောင်ဝဲ Okay I'll see you later ကဲနောက်ဆုံးပြစ်လိုက်တဲ့လုံးတွေနောက်ဆုံးပြစ်လိုက်တဲ့လုံးတွေကကြတော့နေနာမှာမဆိုးပါဘူးဒီကောင်ကတော့နည်းနည်းဆိုးတယ်ဒီကောင်လည်းဆိုးတယ်ဒါပေမဲ့ကျွန်တော်ဟိုခလုံးနေတဲ့ချိန်မှာနည်းနည်းဟိုဖြစ်တာအဲ့ဒါကြောင့်တောင်းဟာတွေကတော့တိတ်မမြင်ရတော့ထားပါတော့ Okay see you next time